မင်္ဂလာပါအင်္ဂလိပ်စာမှာလေဝါကြတစ်ကြောင်းကဘာလို့အတီးပဲပြီးဆုံးနေပြီနောက်တစ်ကြောင်းကျတော့တခုခုလိုနေတယ်လို့မျိုးဖြစ်နေရတာလဲဆိုတော့ကြုံဖူးကြလားကဲဒီနေ့မှာတော့အဲ့ဒီလူဝက်ချက်ရဲ့ကြောချက်နှစ်ခုဖြစ်တဲ့ transitive နဲ့ intransitive verb တွေအကြောင်းကိုရှင်းပြသွားမှာပါဒါကိုသားတေးသေးချာချာနားလည်လိုက်မယ်ဆိုရင်လေဝါကြတွေကိုပို့ပြီးတော့ယုံကြည်မှုရှိရှိတိစောက်နိုင်သွားမှာအသေးချပါပဲကဲဒါဆိုရင်တော့အင်္ဂလိပ်စာလေးလာတဲ့သူတွေအမြင်လိုကြုံရတတ်တဲ့ရှုပ်ထွေးတဲ့ပြဿနာလေးတစ်ခုနဲ့အရင်စလိုက်ကြရအောင်ဟုတ်တယ်ဒီဝက်ကြတွေကဘာလို့များကွာနေရတာလဲတချို့ကကြတော့ဖက်လိုက်ကြနဲ့အော်ပြီးပြီပြည့်စုံသွားပြီလို့ခံစားရတယ်တချို့ကကြတော့ဟင်တခုခုလိုနေလို့ပဲဘာကြီးလဲဆိုပြီးဖြစ်သွားတတ်တယ်ဘာကြောင့်လဲဒီမှာကြည့်လိုက်ရအောင်နော်ဥပမာ the baby cried ခလေးငိုတယ်ဒါကအတိပဲပြည့်စုံနေပြီဒါကြောင့်အစင်းရောင်အမှန်ချစ်လေးနဲ့ပြထားတယ်ဒါပေမဲ့ I bought ကျွန်တော်ဝယ်ခဲ့တယ်ဆိုပြီးရက်လိုက်ရင်ဘာကိုဝယ်တာလဲဆိုပြီးမေးခွန်းထုတ်ချင်စရာဖြစ်နေတယ်မလားအတိပဲမပြည့်စုံသေးဘူးလေအဲ့ဒါကြောင့်အနီရောင် question mark ကလေးနဲ့ပြထားတာပါကဲအဲ့ဒီလိုရှုပ်ထွေးနေရတဲ့ပုပ်စာရဲ့အဖြေကတကယ်တော့ verb အမျိုးအစားနှစ်ခုမှပဲရှိနေတာပါအဲ့ဒါတွေကတော့ transitive verb နဲ့ intransitive verb ဆိုတာပါပဲဒီနှစ်ခုကိုသာကောင်းကောင်းနားလည်သွားရင်လေဝက်ကြတီးစုပ်ပုံကိုသဘောပေါက်ဖို့တော့ချက်ကိုဂိုင်းထားတယ်လို့ဖြစ်သွားမှာပါဟုတ်ပြီဒါဆိုပထမဆုံးတော့ချက်ဖြစ်တဲ့ transitive verb ဒီအကြောင်းရည်လေးလာကြည့်ကြမယ် transitive verb ဆိုတာကအဓိပ္ပာယ်ပြီးဆုံးဖို့အတွက်သူ့နောက်မှာအဖော်တရားလို့ object တစ်ခု like ကိုလိုက်ရတဲ့ verb မျိုးတွေပါ transitive verb မြန်မာလိုဆိုရင်တော့ကန်လို့ကြည့်ရပေါ့လွယ်လွယ်ပြောရရင်ဒီ verb ကသူလုပ်တဲ့အပြုအမူကိုခံရမဲ့သူဒါမှမဟုတ်ခံရမဲ့အရာတစ်ခုခုလွယ်တယ်အဲ့ဒီခံရတဲ့သူဒါမှမဟုတ်အရာကို object လို့ခေါ်တာပေါ့အဲ့ဒီ object မပိုင်ဝက်ချက်ကအဓိပ္ပာယ်မပြည့်စုံဘူးဒါဆိုရင် transitive verb ဟုတ်မဟုတ်ဘလို့စမ်းမလဲလုံးဝလွယ်တဲ့နီးလန်းလေးတစ်ခုရှိတယ်အဲ့ဒါကရောဘာကိုလဲဒါမှမဟုတ်ဘသူကိုလဲဆိုတဲ့မေးခွန်းလေးမေးကြည့်လိုက်ရုံပဲပထမဆုံး verb ကိုရှာမယ်ပြီးရင်အဲ့ဒီ verb ကိုဘာကိုလဲဘသူကိုလဲနဲ့မေးကြည့်လိုက်အဖေတစ်ခုခုလိုအပ်နေတယ်အဖေထွက်လာတယ်ဆိုရင်တိချပြီးအဲ့ဒါ transitive verb ပဲကဲဥပမာလေးကြည့်အောင် I bought a car ငါကားတစ်စီးဝယ်ခဲ့တယ်ဒီဝါကျမှာ verb က bought နော်ကဲဆက်မေးကြည့်မယ်ဘာကိုဝယ်ခဲ့တာလဲဆိုပြီးမေးလိုက်ကြော a car ကားတစ်စီးဆိုတဲ့အဖြေကရှင်းရှင်းလင်းလင်းထလာတယ်လေအဲ့ဒါကြောင့်မလို့ bought ဟာ transitive verb တစ်ခုဖြစ်ပါတယ်နောက်တစ်ခုကြည့်အောင်မယ် she loves him သူမသူ့ကိုချစ်တယ်ဒီမှာလဲ verb က loves နော်ဘသူ့ကိုချစ်တာလဲလို့မေးလိုက်တဲ့အခါ him ဆိုတဲ့အဖြေကချက်ချင်းထလာတယ်ဒါကြောင့် loves ဟာလဲ transitive verb ဖြစ်တယ်ဆိုတာရှင်းရှင်းလင်းလင်းပဲနော်ကဲပထမတော့ချက်ကိုတော့နားလည်သွားပြီအခုဒုတိယတော့ချက်ကိုဆက်ကြည့်ကြရအောင်ဒါကကြတော့ object မလို့ပဲသူ့ဘာသူတယောက်တည်းရည်တည်နိုင်တဲ့ verb ဒီအကြောင်းမှာ intransitive verb ပေါ့မြန်မာလိုဆိုရင်ကံမလို့ကြည့်ရနာမည်မှာပါတဲ့အတိုင်းပဲသူကကံတက်လာ object မလို့သူ့နောက်မှာဘာမှလိုက်စီရမလို့ပဲ verb တစ်လုံးနဲ့တင်ဝါကြကအဒီပဲပြည့်စုံနေပြီဒီ verb တွေကိုခွဲခြားဖို့ကအရင်လွယ်တယ်ခုနကတုံးခဲ့တဲ့ to ကိုပဲပြောင်းပြန်တုံးရမှာအဲ့ဒီဘာကိုလဲဘသူကိုလဲဆိုတဲ့မေးခွန်းကလေဒီ intransitive verb တွေနဲ့ကြာရင်လုံးဝအသေးပဲမရှိလို့ဘူးအဲ့လိုမေးလို့မရတော့ဘူးဆိုတာနဲ့အော်ဒါ intransitive verb ပဲဆိုပြီးတန်းသိနိုင်ပါတယ်အစကဥပမာကိုပဲပြန်ကြည့်ကြမယ်လေ the baby cried ခလေးငိုတယ်ဒီမှာ verb က cried နော်အဲ့ဒါကိုဘာကိုငိုတာလဲဒါမှမဟုတ်ဘသူကိုငိုတာလဲလို့မေးကြည့်ပါလားအတိပဲမရှိဘူးမလားဝက်ချကဒီအတိုင်းနဲ့အတင်းပြည့်စုံနေပြီးသားပါဒါပေမဲ့ဒီနေရာမှာအများဆုံးမှတ်တတ်တဲ့အချက်တစ်ခုကိုတေချာရှင်းပြခြင်းပါတယ်ဥပမာ birds fly in the sky နဲ့တေကောင်းခင်မှာပြန်ကြတယ်ဒီဘက်ကျမှာ in the sky ဆိုတာကတော့ object လို့ထင်သွားနိုင်တယ်ဒါပေမဲ့မဟုတ်ပါဘူး object ဆိုတာဘာကိုဒါမှမဟုတ်ဘသူကိုဆိုတဲ့မေကုန်းကိုဖြေရတာလေ in the sky ကဘယ်မှာလဲဆိုတဲ့ where ဆိုတဲ့မေကုန်းကိုဖြေတာဒါကြောင့်သူက object မဟုတ်ဘူးနေရာပြတဲ့စကားစုပဲဖြစ်တယ်ဆိုတော့ဒီဝက်ကြက fly ဟာ intransitive verb ပါပဲကဲအခုနည်းနည်းပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အပိုင်းကိုရောက်လာပြီတချို့ verb တွေကလေအခြေအနေပုံမူတည်ပြီးဇယုတ်ပြောင်းသွားတတ်တယ်ဟုတ်ပါတယ်အင်္ဂလိပ်စာမှာလည်း verb တော်တော်များများကတော်တော်လေး flexible ဖြစ်တယ်ဝါကြရဲ့အကြောင်းအရာဆိုလိုရင်းပေါ်မူတည်ပြီး transitive လို့ရော intransitive လို့ရောနှစ်မျိုးလုံးသုံးလို့ရပါတယ်ဥပမာ read ဆိုတဲ့ verb ကိုပဲကြည့်အောင် I am reading a book ငါစာအုပ်တစ်အုပ်ဖတ်နေတယ်ဒီဝက်ကြမှာ reading က transitive ဖြစ်နေတယ်ဘာလို့လဲဆိုတော့ဘာကိုဖတ်နေတာလဲလို့မေးရင် a book ဆိုတဲ့ object ကအစင်သင်ရှိနေလို့ပဲအခု verb အတူတူကိုပဲဒီဝက်ကြမှာကြည့်လိုက်ပါ
I am reading ငါစာဖတ်နေတယ်ဒီမှာကျတော့ဘာစာဖတ်နေလဲဆိုတော့ကအရေးမကြီးတော့ဘူးစာဖတ်နေတယ်ဆိုတဲ့လှုပ်ဆောင်ရန်ကိုပဲအဓိကပြောချင်တာနောက်မှာ object မပါဘဲနဲ့လေအဓိပ္ပာယ်ကပြုစုံနေပြီဒါကြောင့်ဒီနေရာမှာတော့ intransitive အဖြစ်သုံးထားတာဖြစ်ပါတယ် ကဲဒီလောက်ဆိုရင်တော့ဝက်ကြားတွေကိုပိုပြီးတိတိကျကျခွဲချမ်းစစ်ဖြာနိုင်ဖို့အတွက်အသုံးဝင်တဲ့ grammar tool အသစ်တစ်ခုကိုလက်ဆောင်ရသွားပြီလို့ပြောလို့ရပါပဲ ဒီစရာလေးနဲ့အဓိကအချက်တွေကိုပြန်ပြီးချုပ်ကြည့်လိုက်ရအောင်နော် transitive verb ဆိုတာ object လို့တယ်သူ့ကိုစစ်ချင်ရင်ဘာကိုလဲဘသူကိုလဲနဲ့မေးရမယ်သူ့ရဲ့ပုံစံက s + v + o ပေါ့ intransitive verb ကတော့ object မလို့ဘူးသူ့ဘာသာရပ်တည်နိုင်တယ်ဘာကိုလဲဘသူကိုလဲမေးခွန်းနဲ့စစ်လို့မရဘူးသူ့ပုံစံက s + v ဖြစ်ပြီးနောက်မှာဘေးမှာလဲဘေးတော့လဲဆိုတဲ့အပေါ်အချက်လက်တွေတော့လိုက်နိုင်ပါလေကဲဒီနေ့မှလေးလာသိရှိသွားရဲ့ဒီ2အသစ်လေးကိုသုံးပြီးတော့ဘယ်ဝက်ချာတွေကိုစပြီးစမ်းသပ်ကြည့်မလဲကိုပဝင်းချင်းမှာတွေ့ရတဲ့စာရေးဝက်ကြော်တွေကိုဒီနည်းလေးနဲ့ခွဲချမ်းစိတ်ဖြာကြည့်ရင်ကိုယ့်ရဲ့အင်္ဂလိပ်စာစွမ်းရည်ကိုနောက်တစ်ဆင့်မြင့်တင်လိုက်ကြရအောင်